ဒီနေ့မှာကျွန်တော်ဘာကိုအားပေးခြင်းလဲဘာကိုခွန်အားပေးခြင်းလဲဆိုတော့ဒီတောတွင်းမှာကျွန်တော်ဘုရားသခင်ကအရန်ယုံကြည်ခြင်းနဲ့ပတ်သက်တာတွေအရန်ကျွန်တော်ဘုရားနှိုးဆော်တယ်တင်းတို့လွန်ခဲ့တဲ့3ရက်လွန်ခဲ့တဲ့အပတ်တုန်းကလားလွန်ခဲ့တဲ့ပတ်ပေါ့ဒီပတ်ပေါ့နော်ပြီးခဲ့တဲ့ Tuesday Wednesday Thursday 3ရက်မှာကျွန်တော်စင်ကာပူမှာဟောခဲ့တဲ့တရားဟောချက်တွေကိုအချိန်ရှိရင်ပြန်ပြီးတော့နားထောင်ကြည့်ကြပါကျွန်တော်ဘုရားသခင်ကအရန်တိုက်ရိုက်စကားပြောခဲ့တာတွေဖြစ်တယ်ကျွန်တော်စီစဉ်ထားတာလုံးဝမဟုတ်ဘူးဘုရားတိုက်ရိုက်စကားပြောခဲ့တဲ့ဟာတွေကိုကျွန်တော်ဝေငှထားတာဖြစ်တဲ့အတွက်ကြောင့်သင်တို့နားထောင်သင့်ပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ဒီနေ့မှာကျွန်တော်ဘာကိုအဓိကဝေငှချင်လဲဆိုတော့ဘုရားကကျွန်တော်တို့ကိုအကုန်ပေးထားပြီးသားဖြစ်တယ်အကုန်ပေးထားပြီးသားညီကောင်မောင်မတို့ကျွန်တော်အနေနဲ့တော့ဗာပြောချင်တယ်ဆိုတော့ဖယားကလေနာကျင်ရတာအခုနဆရာပြောလို့ပေါ့နော်ဆရာ PC ရေးဆိုသွားတယ်လို့ပဲဘယ်တော့မှဖယားကိုနာကျင်အောင်မလုပ်ချင်ကျွန်တော်တို့ဖယားကို limit မလုပ်ပါနဲ့လို့ကျွန်တော်ပြောပြစီဆိုကျမ်းစာလေးတစ်ပိုင်းနဲ့စပြီးတော့ကျွန်တော်ဖတ်ကြရအောင်98ခုမြောက်သောစာလံအငယ်41ဖြစ်ပါတယ်98ခုမြောက်သောစာလံအငယ်41ဖြစ်ပါတယ်ခဏလောက်ကျွန်တော်တို့အင်္ဂလိပ်နဲ့ဗမာလိုတွဲပြီးတော့ကျွန်တော်ကြည့်အောင်ဘုရားသခင်ကိုရမ်းကျေးတော်ချီးမွမ်းတာကျွန်တော်ကလေတကယ်ဘုရားကိုကျေးဇူးတင်တယ်ကျွန်တော်နဲ့ထိတွေ့တဲ့သူတွေတကယ်ပြောင်းလဲတယ်စကားနားမလည်ဘဲနဲ့ပြောင်းလဲတာတော့အံ့ဩတယ်အဲ့ဒါနားလည်လို့ပြောင်းလဲတယ်ဆိုရင်တမျိုးကျွန်တော်ကိုပထမဆုံးဒီဘန်ကောက်မှာကျွန်တော်ကားမောင်းပေးတဲ့ထိုင်းတယောက်ရှိတယ်သူ့ကားကိုကျွန်တော်ကဟိုစားပေါ့နော်ရှင်းပြောရင်ကျွန်တော်သူ့ကားကိုပဲစီးတာပေါ့ဆိုတော့သူ့ကားလေးက Mercedes ကားလေးဆိုတော့ကျွန်တော်ကဘန်ကောက်မှာတခုသွားချင်ပြီဆိုကျွန်တော်ကသူ့ကိုပဲကျွန်တော်ခေါ်တယ်အမြဲတမ်းခေါ်ရင်းနဲ့သူကကျွန်တော်ရဲ့ driver လို့ဖြစ်လာတယ်သူကတကယ်တော့သူကသူ့ကိုယ်ပိုင်ကားလေးကိုသူကငါးစားတာပေါ့ဗျာငါးဆိုင်နဲ့အဲ့ကားလေးကိုကျွန်တော်ကတစ်ခေါက်သူကကျွန်တော်ကိုကားအကျိုးလေးမှာလာကြိုပြီးတော့ကျွန်တော်ဟိုတယ်ကအထွက်မှာသူကအုတ်နေရနဲ့ညှိသွားတော့သူဖြစ်သွားတဲ့အခါမှာကျွန်တော်စိတ်ထဲမှာအရန်တစ်မျိုးဖြစ်သွားတယ်။အော်ငါစီရတာတရက်ကိုရမှ3000 4000ပဲရတာ။ဟုတ်တယ်အဲ့တော့3000 4000က4000တရက်ကိုကျွန်တော်4000ပေးတယ်သူ့ကိုကျွန်တော်သွားနေရသူလိုက်ပို့ရတယ်။ဘတ်4000ကြီးဆိုညှိသွားတဲ့အခါမှာကျွန်တော်သိတယ်လေ Mercedes အကြောင်းကျွန်တော်သိတယ်ကျွန်တော်လဲစီးခဲ့တော့ Mercedes ကတစ်ချက်ထိတာနဲ့ तू ကအများကြီး तू charge လုပ်တာတွေများတော့ကျွန်တော်စိတ်ထဲမှာအယမ်းမကောင်းဖြစ်သွားတော့မင်းပြင်လိုက်ပါလို့အဲ့ဒီပြင်ခါငါပေးမယ်လို့ပြောလိုက်တာဒါပေမဲ့ကျွန်တော်ယင်ထဲမှာအဲ့တိုင်းရိုးရိုးလေးပဲဘာလို့ဆိုကျွန်တော်ကစာနာတက်လို့ပေးလိုက်တာဒါပေမဲ့အဲ့ဒီအရာကသူ့အထက်ကိုသွားလှုပ်ခါတာကျွန်တော်မသိလိုက်ဘူးဒီမြစ်တာမျိုးတစ်ခါမှ तू မရခဲ့ဘူးထင်ပါတယ်ဗျကျွန်တော်ခရိယန်တွေကအယမ်းရခဲ့တော့မသိဘူးလေဒီဟုတ်တယ်တကယ်ပြောတာသူတို့ကြတော့သူတို့အဲ့လိုမျိုးမြစ်တာကိုတစ်ခါမှမခံစားဘူးတဲ့ခါမှာဝုန်းဆိုတစ်ချက်ထိတဲ့ခါမှာအဲ့ဒီဟာကြီးကသူ့ကိုသွားလှုပ်လို့တယ်ကျွန်တော်မသိလိုက်ဘူးအဲ့ရနေစပြီးတော့ तू ကတော်ယုံတိုင်ယုံဆိုကျွန်တော် तू ကခွန်လားလို့ခေါ်တယ်ခွန်လားဘယ်တော့သွားဘယ်ချင်းသွားကျွန်တော်လိုက်ပို့မယ်နော်ဒါမျိုးတွေဖြစ်လာတယ်ညတကောင်ပြီးတော့ကျွန်တော်ချင်းမိုင်ကိုဆင်းလာရင် तू ကကျွန်တော်ဒီကိုလိုက်မောင်းပို့တယ်အဲ့လိုလှုပ်ရင်းနဲ့တရက်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဖျားเจ้าနဲ့သွားတော့ तू လည်းဖျားเจ้าလိုက်နားထောင်တယ်နားလည်းမလဲပါဘူးမတရက်မှာ तू ကနေပြီးတော့ယေရှုကိုယုံကြည်ခြင်းတယ်တဲ့ तू ပြောလာတော့အဲ့နဲ့ကျွန်တော်ကအဲ့ချိန်မှာချမ်နဲ့ကျွန်တော်ခင်းနေပြီချမ်ဆိုတာအခုထိုင်းနိုင်ငံမှာဘုရားခင်ကြီးမဆိုအသုံးပြုနေဆရာတယောက်အဲ့နဲ့ချမ်ရေလို့ तू ကတော့ယေရှုကိုယုံတယ်ဘာလို့ယုံလဲလို့ငါလည်းမသိဘူးဒါပေမဲ့ तू မသိဘဲနဲ့ယုံနေတာလို့အဲ့ကြောင့်နည်းနည်းသိအောင် तू ရှင်းပြပေးပါဆိုတော့အဲ့ချမ်မှာနေပြီးတော့မှ तू ကိုထိုင်ပြီးတော့ခရစ်တော်အကြောင်း तू 15မိနစ်လောက်ပဲရှင်းပြတယ်ရှင်းပြပြီးတဲ့ချိန်မှာပဲ तू ကငါတကယ်ယုံပါတယ်ဆိုတော့အဲ့နဲ့ဒီမှာပဲဒီအရှိအကန်လေးမှာပဲကျွန်တော် तू နေချင်းပေးလိုက်တယ်ခုလည်းတိတ်မကြဘူးကျွန်တော်ရဲ့ဒီရေခဲချောင်းလာရောင်းနေတဲ့ သူကလေဒီမြစ်တာကိုခံစားပဲ तू ကယေရှုကိုယုံကြည်သွားပြန်အောင်နေချင်းခံပြီးပြီကိုဒီမှာပဲကျွန်တော်ဘာသာပြန်နဲ့နေချင်းပေးတာဘာမှလည်းနားမလဲပဲနဲ့လာယုံနေကြတာဘာလဲတော့မသိဘူးထူးဆန်းတာအဲ့ဒါတော့ကျွန်တော်သိတဲ့ຢာတရားတစ်ခုပဲနားမလဲနိုင်တဲ့ language တစ်ခုပဲရှိရတာမြစ်တာ
စကလုံးမရှိဘဲနဲ့ဒီထဲကနေနားမလဲနိုင်ဘူးဒါမဲ့နားလဲအောင်လုပ်ပေးတာမေတ္တာပဲအဲ့ဒီမေတ္တာ language အကောင်းဆုံးပဲဆိုတော့ကျွန်ညီကိုမောင်မတွေဖျားခင်ကြီးတော့အရန်ချီးမွမ်းနေရတယ်ကောဖျားနဲ့ပတ်သက်လာ limit ပဲဘယ်တော့မလုံးနဲ့ဒီမှာကျွန်တော်ပြောပြမယ်ဖျားသခင်အဖန်ဖန်စုံစမ်းရင်ဣသလအမျိုးနဲ့တန်ရှင်းတော်မူသောဖျားကိုစန့်ကျင်ဘက်ပြုကြတယ်တဲ့ဒီချမ်းပိုင်လေးကျွန်တော်တွေးတဲ့အခါမှာရိုးလေးပါပဲဖျားသခင်အဖန်ဖန်စုံစမ်းတယ်ဘာလို့လဲဣသလအမျိုးတွေဣသလအမျိုးတွေကအဖန်ဖန်စုံစမ်းတယ်ဒါပေမဲ့ဣသလအမျိုး၌တန်ရှင်းတော်မူသောဖျားရှိတယ်ဟယ်လိုဣသလအမျိုးမှာဘာလို့ရှိလဲတန်ရှင်းတော်ဖျားရှိတယ်โอเคဖျားကိုအဖန်ဖန်စုံစမ်းတယ်ဒီဣသလအမျိုးတွေကပြီးတော့မှတဲ့တန်ရှင်းတော်မူသောဖျားကိုဘာလုပ်ကြလဲစန့်ကျင်တယ်လို့ဗမာလူကသုံးတယ်အင်္ဂလိပ်မှာကြတော့စန့်ကျင်တယ်လို့မသုံးဘူး yes again and again they tempted God and limited the Holy One of Israel limited ဆိုတဲ့စကားသုံးတယ်စန့်ကျင်တာဗမာလူအင်္ဂလိပ်ကျ limited ကျွန်တော်တခါတလေစကားတွေအကြီးကျယ်ပြောရင်လူတွေမကြိုက်ဘူးဒါပေမဲ့ဖယားကယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုဖယားအယမ်းကြိုက်တယ်Hello ဒီ generation ကိုကျွန်တော်အရန်ရစေခြင်းတဲ့တခုကဖယားကိုစန့်ကျင်တယ်ဆိုတာဘာလဲဆိုတာမသိရင်ကျွန်တော်ပြောမယ်ဒီမှာအင်္ဂလိပ်လိုပြောတော့ဖယားကို limit လောက်တာဖယားကိုစန့်ကျင်တာတဲ့ Come on limit လောက်တယ်ဖယားကိုအကန့်အသတ်လောက်တာဒါပေမဲ့ဒီမှာကျတော့ဗမာလိုကျတော့စန့်ကျင်တယ်လို့ပြောတယ်အင်္ဂလိပ်ကျတော့ဘာလဲဖယားကို limit လောက်တာကိုဖယားမကြိုက်ဘူး limit လောက်တာတနည်းအားဖြင့်ဘာကြီးလဲအဲ့ဒါဖယားကိုစန့်ကျင်နေတာကျွန်တော်မသိလိုက်တဲ့အရာတခုကကျွန်တော်တို့ကဘလို့ခေါ်မလဲ limit လောက်တာပါလေမယုံကြည် limit လောက်ပြီလေမယုံရင် limit လောက်ပြီမယုံရင် limit လောက်ပြီနောက်တစ်ခုကရှိတယ်ညီကိုမောင်မတို့ကျွန်တော်တို့ကဖျားစီရနဲ့သင်ယူတာမရှိဘဲနဲ့တခုခုဖြစ်လာရင်ကိုယ့်ရဲ့ခံစားချက်နဲ့ကိုကဖျားသခင်ကိုပြန်တုံ့ပြန်တာအများကြီးရှိတယ်ဥပမာကျွန်တော်နားလည်အောင်ပြောပြမယ်ပြဿနာတစ်ခုဖြစ်လာရင်ကျွန်တော်တို့ကပြဿနာကိုဖျားကိုဖြေရှင်းခိုင်းတယ်အဲ့ဒါအင်မတန်မှမှားယွင်းသောအရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မသိဘူးပြဿနာဖြစ်လာရင်ကျွန်တော်တို့ဖယားကိုပြဿနာဖြေရှင်းခိုင်းတယ်ဆိုတော့တင်းရဲ့ပြဿနာကိုဖယားဖြေရှင်းရအောင်ဖယားတခင်တင်းရဲ့ကြုံမှမဟုတ်တာဟိုလှုပ်လိုက်ဒီဟာလှုပ်လိုက်ဟိုဟာဖြေရှင်းဒီဟာဖြေရှင်းလိုက်မဟုတ်ဘူးညီကောင်မှားထားပေးပါဖယားဒီဘယ်တော့ခါမှတင်းရဲ့ပြဿနာကိုမဖြေရှင်းဘူးတင်းပြဿနာကိုတင်းကိုဖြေရှင်းခိုင်းတာဖယားတိကျနားထောင်ပေးပါရစေခြင်းလို့ပါခါလေးမှာကျွန်တော်ယူတန်တာ revelation မရှိဘဲနဲ့သွားနေကျွန်တော်ဆုံးရှုံးသွားလိမ့်မယ်ဖယားကကျွန်တော်တို့ကိုအဲ့ဒီပြဿနာကိုကျွန်တော်တို့မဖြေရှင်းပေးဘူးဒါပေမဲ့ကျွန်တော်တို့ဖြေရှင်းခိုင်းတယ်ဘယ်လိုဖြေရှင်းခိုင်းတယ်လားကျွန်တော်တို့ကိုဖယားကခွန်အားပေးလိုက်တယ်ဖယားမဖြေရှင်းပေးဘူးဖြေရှင်းနိုင်တဲ့ခွန်အားနဲ့အစွမ်းတတ္တိကိုကျွန်တော်တို့ပေးလိုက်တာnowရှင်ပေါလုဘာပြောလို့ဆို I can do all things through Christ who strengthened me ငါခတ်သိမ်းတော်မူတော့တတ်နိုင်တယ်ဘယ်သူအဖြစ်လဲငါ့ကိုခွန်အားပေးတဲ့ခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူငါတက်ဆွမ်းနိုင်တယ်လို့ပြောတာပေတရုကဗျာတညလုံးငါးများတယ်ငါးတကောင်မှမရဘူးဘာပေးလဲငါးပေးတယ်ဒါပေမဲ့ငါ့ကိုဘယ်လိုပေးလဲငါ့ကိုဘယ်လိုပေးတာလဲငါ့ကိုဘယ်လိုပေးတာလဲငါ့ကိုဒီတိုင်းကင်ပြီးတော့မှဖယားသခင်ဟာချလောက်ဆိုပေးတယ်ဖယားမဟုတ်ဘူးဗျဖယားသခင်ကဘာလို့ရေနဲ့ရအရက်တို့ရွှေ့ဆို direction ကိုပေးတယ်အဲ့ direction အတိုင်းဘာလို့ရလဲယုံကြည်ခြင်းနဲ့ဘာလို့ရလဲခြေလန်းလှမ်းရတယ်ပြီးတော့ဘာလို့ပိုက်ကွန်ချတယ်ချတော့ငါးများစွာရတယ်တခါလေးမှကျွန်တော်တို့ကဖယားအကုန်လှုပ်ခိုင်းပြီးကိုကငုတ်တုတ်ကြီးထိုင်ပြီးတော့စောင့်နေတယ်ကျွန်တော်ဖယားအဲ့လိုဖယားမဟုတ်ဘူးဖယားကတခုပဲပြောတယ်မကြည့်မာသဲခန်းကြီး7အငယ်28မြန်လေးသွားလိုက်ဝင်လေးပြန်တော့သူပေါင်းငါထံသို့လာကြတော့ငါဒီချမ်းသာပေးမယ်โอเคမာသဲခန်းကြီး7အငယ်28မြန်လေးသွားရအောင်မာသဲ7 28မြန်သွားရအောင်ဝင်လေးပြန်တော့သူပေါင်းတော့ငါထံသို့လာကြတော့ငါဒီချမ်းသာပေးမယ်โอเคဘယ်လိုချမ်းသာပေးတာလဲဘယ်လိုချမ်းသာပေးတာလဲဒီတိုင်းရိုးတိုင်းတင်လိုအပ်တဲ့အရာကိုဖယားအကုန်ပေးတယ်ဒါပေမဲ့ပေးပုံပေးနည်းကကျွန်တော်ငါပြင်းပေးသလိုပေးတယ်ဖယားမဟုတ်ဘူးဖ
Payaga win lane the do paya payment below pay machi sabragia 29 Not about Tanlere but not about in your tanja not a night Nika not the Nunya they will nature do say the washide they know send long the Tatashin Yaleme not the boat in your tanja not a Nika Pure day babale English saying take my yoke upon you and learn from me so nga mingo when lene the mingo nga chanda pay me time balloonine pay malaso nga sima thin you me chanda yame nga sima me thin you me chanda yame Chano ni go mon along pe me phaya balai kaungji pe de phaya mo phaya ka tin new brita pe de phaya so new brita ya bo tin ba lo me thin you wa me you have to learn from God so tin ga pyatana takhu phit la yin phaya ko pyatana lai ma phit shin khai ne phit shin ni ko phaya khin si ma tin you wa da come on Maya masolo pian pyo me phaya the king chano maza ba lo pyo okay phaya the king ga nga ga dilo phaya phit de dilo lo yin min dilo ya me lo pyo de phaya phaya ko pian ma khai ne phaya ga tin ko akong mye ji bo ma lo ya me amu ko phaya tin ko pe tha pi da 115ခုမြောက်သောစာလံအငယ်16အားလုံးမြန်မြန်လေးဖတ်ရအောင်ကောင်းကင်ကခြားရဖျားရဲ့ကောင်းကင်ဖြစ်ဖျားကခြားဖျားရဲ့ကောင်းကင်မြေကြီးကိုကလူသားတို့အားပေးတော်မူပြီးဖျားကမြေကြီးကိုဘု து ပေးလိုက်ပြီလေလူသားကိုပေးလိုက်ပြီဆိုတော့မြေကြီးမှာရှိတဲ့အရာတာဝန်ကဘု து တာဝန်လဲသင်ရဲ့တာဝန်သင်လောက်ရမှာဖျားကိုတော်မခိုင်းနဲ့ဖျားသခင်ကိုလှုပ်ခိုင်းရင်ဖျားသင်ကိုပြန်လှုပ်ခိုင်းလိုက်မယ်အဲ့ဒီလှုပ်ခိုင်းတဲ့အခါမှာဘယ်လိုနည်းနဲ့လှုပ်ခိုင်းလဲဆိုတော့သူ့မှာနီးဥပဒေတရှိတယ်အဲ့ဒီနီးဥပဒေတနဲ့ဖျားလှုပ်ခိုင်းတယ်ဖျားငါမပေးဘူးရေနဲ့အရက်ကိုရွှေ့ပြီးတော့မှငါ့ကိုအုပ်ခိုင်းတယ်ဖျားငါမပေးဘူးငါ့ကိုမင်းကိုသွားယူခိုင်းတာဟယ်လိုငါမပေးဘူးငါ့ကိုသွားယူခိုင်းတာဖျားကောင်းကြီးပေးပါဆိုရင်ဘာဖြစ်လဲဖျားကောင်းကြီးပေးတယ်ဖျားမဟုတ်ကောင်းကြီးဘယ်လိုရမလဲဆိုတဲ့အစွမ်းတတ္တိကိုတင့်ထဲမှာထည့်ပြီးတော့တင့်ကိုဖျားကအဲ့ဒီအစွမ်းတတ္တိနဲ့အလုံးလုံးခိုင်းပြီးတော့ကောင်းကြီးတွေရယူခိုင်းတယ်ဖျားဟာလေလုယာဟာလေလုယာမရမှာဆိုလို့တရားဟောရချမ်းခန်းကြီး8ငယ်18တယောက်ဖတ်မှတ်ထားပါဖျားကောင်းကင်ထရာဖျားကောင်းကြီးကောင်းထာဝရဖျားရဲ့ကောင်းကင်ဖြစ်တယ်ဆိုတော့ကောင်းကင်ကထရာဖျားကောင်းကင်ဖြစ်တဲ့ကြောင့်ကောင်းကင်နဲ့ပတ်သက်တဲ့အရာဖျားတာဝန်ယူတယ်မြေကြီးနဲ့ပတ်သက်တဲ့အရာမြေကြီးကိုအုပ်စိုးဖို့တင့်ကိုပေးထားရဖြစ်တဲ့အတွက်ကြောင့်မြေကြီးနဲ့ပတ်သက်တဲ့အရာဖျားတော့မခိုင်းနဲ့ဖျားကနိဥပဒေတပေးပြီးတော့တင့်ကိုမြေကြီးမှာလှုပ်ခိုင်းလိုက်မယ်ကျောင်းကြီးကိုမောင်မတော်နားလည်ရမယ့်အရာကဖျားသခင်ရဲ့ principle နားမလည်ဘဲနဲ့ကျွန်တော်တို့အလုံးလုံးဘယ်တော့မှဒီနေ့တော်တော်များသောသူတွေကလောကမှာပင်ပန်းနေတယ်ဆိုတာကငါထမှာနီးမခံလို့ပင်ပန်းနာတယ်ဖျားစကားပြောတယ် You have to learn from me then you will know how to do business how to make money and how to manage your financial how to manage your time God will give you principle to able to overcome this world ဒီလောကကိုအောင်မြင်စွာအုပ်စိုးနိုင်ဖို့ရန်အတွက်ဖခင်ကရှေးမစွာကလေးကကောင်းကြီးပေးထားပြီးသားဒါမဲ့ဖခင်ကောင်းကြီးပေးပါလို့ပြောရင်သင်ကကောင်းကြီးဆိုတာဘာကိုပြောနာလဲဘာကိုပေးပြောနာလဲကောင်းကြီးတကကောင်းကြီးထဲမှာအကောင်းဆုံးအကြီးမားဆုံးကောင်းကြီးမင်္ဂလာကဖခင်သခင်လှုပ်ခိုင်းတဲ့အရာကိုဖွင့်ပြခြင်းတွေကိုသိရှိသွားခြင်းကောင်းကြီးလောက်ကြီးတာဘာမှမရှိဘူးကျွန်တော်အမြဲတမ်းပြောသလိုပေါ့ကျွန်တော်တို့ကလောကမှာအသက်ရှင်တာဖခင်ရဲ့သဘောတဘာဝနားမလည်မြောက်လို့ပဲကျွန်တော်တို့ကမြောက်မကြားမှာဆိုလို့မြောက်ခရိယန်တော်တော်များမြောက်နဲ့တူတယ်တခါစားခရိယန်နေအများကြီးဥမာပြမြောက်အရှိမမြောက်တကောင်ရဲ့အရှိမတင်ကငှက်ပြောသီးနဲ့ပတ်စံဒေါ်လာ1000တန်တစ်ထုပ်ကိုတွားချပေးရင်ဒေါ်လာ1000တန်တစ်ထုပ်ကိုတွားချပေးအဲ့ဒီမြောက်ကအရင်ဆုံးယူမှာဒေါ်လာမဟုတ်ဘူးဗျငါပြောသီးကိုယူလို့ तू ဆွဲလိုက်မယ် तू သွားမယ်ဘာလို့ဆိုတော့ तू မှာစဉ်းစားနိုင်တဲ့ဉာဏ်မရှိဘူးအဲ့ဒီပတ်စံအထုပ်နဲ့ तू ကငါပြောသီးမဟုတ်ငါပြောခြံတစ်ခြံလုံးဝယ်လို့ရတယ်ဆိုတဲ့အုံနောက် तू မှာမရှိဘူးဖခင်ကအဲ့ဒီအုံနောက်ကိုငါတို့ယုံကြည်သူတဲ့ကိုထည့်ပေးခြင်းတာတိတ်မရသေးဒီဖွဲ့တွေတိတ်မရသေးပြန်ပြောမှရမယ်တခါလေးမှကျွန်တော်ငါပြောသည်ပဲမြင်တာကောင်းကြီးဆိုငါပြောသည်ပဲမြင်တယ်
Tia County and Nabioti Mobu, Paya Peta, Dingway, Belo Puanya, low Roma body chat to him, no loyamless or a county of Payaga Pachena. Payataka, Yaku Sada, Nabioti La Silla, were patient and Payamobu. Dame, wait to G Chat, and Nabioti be tied down at the Payang, Nabioti be Junior. Nashi do to me the Jabas, she do to the Miemba. Lobe, Mita, put that like body. So you go Monmaro Payataka, Gangingo, Tapia Gangin, Mijigua, Ludado, Pela Bide, Pela below Mijibo, Peta and Mijima, Gopama, Lolo Matabe, Tango, Amiai. Come on. Payama Juina, Chuidabo, Payaga Chuidabo, they treated Payabo, Tabi, may Payaga bow the Saint Station as well. Nabioti Sara a Saint Toby Linga died. Miaboane, Lubo, Talankedo, Piochina Loca da Sin and a Bessinle, Payata a single Talankedo. Loca da Tweedlo, Mima Tweedone, Loca da Tweed at times so in Balloon, Takazadi, Nabioti Lonechin and no, Na Pachinaga, Edda Mobu, Machi Aloji, Pia Kinga, County Beda Kama, Below County Bela, season Beda Mahobu, season Yata de Aswan Tati, Paya Beleda. Come on, season go time your apwedi, season go time your apwedi, season go Pachinakama, Paya, Bay and Belebio. Aswantati, Jorua season in Bokane Jalado, Allah, Jano, time you need a chinshi, Erao, English into Locore, Camia. Jano, the lottery mentality, Locore, English, lottery mentality, Surabale, Titoye, Tipaume, Chetoye, Chepaume, so that a sailor Natuana, Tito Cheto Lo Chantale, Lucabama, Janomatu Bukamia. Pasan yale di luar kanani piang nuara be bapilo so tu ma aswanta di ma mashida. Aswanta di mashido jang na kanani eri luar kanani tu pasan ho langgaza lo le balo le ne kau nuar piang. Tu a bama macam. So payaga tingo kaunji pede kama, pa kaunji peda le season mahu kamya. Season yata de aswanta di. Dima shire yongji duri alam go jono piopia Payaga season go pechine paya. Dame season go tingo late matebeu. Season yata de aswanta di o tebida. Eri aswanta di timba lo yuarale. Season go ya on yuara. Payaga petruma ngalo anire sura payamati ulabio. Matiula kamya. Luga kanyi ngao toaba ange tika ne sapa. Luga Kanye Nang at Tigo Yaula Kama. The young Yoka, Ginitra, I Nama Yadom, Lumiano di Piaki, Nogobato, Nara Jinga Goro Nido, Dowin Jazin, Kanama Saito, Lena Se, Mieno Muisatoa, Lena Silmian, I laid here Nima, Tangado di late Hega Toy Paco no Balonile. Se Sholen Nature, Lena Senshi de Totanyalo Josabi. Paikone seashore ne chain pit de satwa pe ba jesu tin ne toma Shimon yi le de do Toledo de be le Shimon yi le de Shimon ye le the win ne so Shimon le the ba lo win da le Shimon ye le the ma nga ta kaung ma ya do jaung win twa la Tin bwa ma ba ri asin ma pye le soda ko a ti song wa phaya be Tin bwa ma ba ri asin ma pye le soda tai ti de Dame General Asima Pide Kama Tindo low at the ayaw focus loaded. Low at the ayago below ya on you ya maleso the ni ubadita focus maloja doa. Payata the midi the sin to yando. Ngwe lo yin, ngwe bayane yam le time yoni de apwede ha, myang ne to do be kuna lobe. By saying, Nabiodi saw where time sounded. Payaga Nabiodi ma patient, Nabiodi ta, Nabiodi so taka sa kong dwale me. Miao nyas wa talo lo yare, ngwego bina ma chata me, edi ngwine below talo ya maleso de, ni pinyaga. Miao ma namle me, luo nale yare, a quingo paya petare. ဒါကြောင့်လူထဲမှာဖယားဘာထည့်ပေးထားလဲ
ဝိညာဉ်ဆိုတာထည့်ထားပေးတယ်ဝိညာဉ်ဆိုတာဝိဆိုတာအထူးညင်ဆိုတာသိချင်းအထူးသိချင်းဆိုတာမြောက်မှာမရှိဘူးလူမှာပဲရှိတယ်ဒါကြောင့်လူကအထူးသိချင်းရှိတော့ကြောင့်ဘသူကိုတော့သိခွင့်ရလဲဖယားကိုတော့သိရတဲ့အခွင့်ကိုရတော့တယ်တိရစ္ဆာန်မရဘူးတိရစ္ဆာန်ရဲ့နောက်ဆုံးအဆင့်ရှိတာသူ့ရဲ့သခင်ကိုသူသိတယ်ဒါတော့ပဲဒါပေမဲ့တို့ကြတော့အသက်ရှင်တဲ့ဖယားတာမကောက်ဖန်ဆင်းတဲ့ဖယားကိုသိခွင့်ရတယ်ဒါကြောင့်ဖန်ဆင်းရှင်မရှိဘူးလို့ပြောတဲ့သူတွေအားလုံးကဖွင့်ပြခြင်းမရသေးတာတနာစရာကောင်းမျက်စိချုပ်နေတဲ့လူတွေဖြစ်နေတာဖန်ဆင်းရှင်မရှိဘူးလို့ပြောတဲ့သူတွေကတနာဖို့ရန်ကောင်းတယ်ဆိုထားလိုက်ထိုလှေတို့တွင်ရှိမုံကြီးလှေတဲ့တို့ဝင်တော်မူလှေကိုကမ်းနားမှာအနေငယ်ခွာဖွင့်အခွင့်တောင်းတော်မူထိုလှေပေါ်မှာထိုင်လဲလူများတို့ဆုံးမအော်ရာပေးတော်မူမကြည့်တေချာနားထောင်ပေးပေတရုရဲ့လှေထဲဝင်တယ်ပြီးတော့ဘာလုပ်ခိုင်းလဲပေတရုကိုဆုံးမဩဝါဒပေတရုဘေးနားမှာထိုင်ထားခိုင်းတော့ဘာလုပ်လဲဆုံးမဩဝါဒပေးနေတယ်ဘာလုပ်ခိုင်းတာလဲ sit and learn from me before he give him fish he teach so he said sit me miracle မတွေ့ခင်မှာမင်းနားထောင်ထိုင်နားထောင်then you will know ဒီနေ့ကျွန်တော်ဖျားเจ้าလာတာဖျားเจ้าလာတတ်တဲ့အဆင့်လောက်နဲ့မလာနဲ့သင်ဖို့လားကျွန်တော်က next generation တစ်ခုလုံးအတွက်ကြီးသောအမှုကိုပြုဖို့ကျွန်တော်သင်တာပဲစိတ်ဝင်စားတော့တယ်ခုကျွန်တော်လူတွေခွန်အားရတဲ့အဆင့်လောက်နဲ့ဘာမှပြန်မလုပ်ပဲခွန်အားရတဲ့အဆင့်လောက်ကိုကျွန်တော်စိတ်ဝင်စားတော့လူတွေခွန်အားရတယ်ပြန်သွားတယ်ဘာမှလည်းပြန်မလုပ်ကြဘူးဖျားသခင်ကတရားနားထောင်တဲ့သူနဲ့အလုပ်လုပ်တာမဟုတ်ဘူးတရားနားထောင်ပြီးတော့အဲ့တရားကိုလက်တွေ့ပြန်အလုပ်လုပ်တဲ့သူနဲ့ပဲဖျားအလုပ်လုပ်တာယာကုပ်ခန်းကြီး1ထဲမှာဘာပြောလဲဆိုတော့တရားကိုနာယုံမြတာမဟုတ်ကျင့်တော်သူဖြစ်ကြလော်တယ်ကျွန်တော်အာမခံရတဲ့ညီကိုမောင်မတို့ကျွန်တော်ဟောတဲ့တရားကိုတင်တကယ်လက်တွေ့လုပ်ကြည့်လေတင်မထူးခြားရင်ကြိုက်တဲ့လောက်ပြောမထူးခြားရင်ကြိုက်တဲ့လောက်ပြောတင်းရဲ့ငွေကြီးကိစ္စလားတင်းရဲ့ဟလာဘယ်အရေးလဲဗျာကျမ်းမာရေးကိစ္စလားတင်းရဲ့စီးပွားရေးကိစ္စလားကြိုက်တဲ့အရေးပြောဒီနှုတ်ကပတ်တော်မှာအဖြေရှိတယ်အာမင်ဒါပေမဲ့ကျွန်တော်ပြဿနာကျွန်တော်ပြောနေတာကငွေကအဓိကမဟုတ်ဘူးငွေကအဓိကမဟုတ်ဘူးโอเคကျွန်တော်ပြောတဲ့ကောင်းကြီးကတင်ဘိုက်ဝါယုံကောင်းကြီးမဟုတ်ဘူးကျွန်တော်ခုပြောနေတဲ့ကောင်းကြီးမင်္ဂလာတင်အားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်စေဖို့ကောင်းကြီးမင်္ဂလာလို့ပြောတဲ့ခါမှာကိုယ့်အိမ်မှာပဲစားယုံဝတ်ယုံနဲ့လုံလောက်တော့ကောင်းကြီးလို့မခေါ်ဘူးဗျကိုယ့်အားဖြင့်ကိုယ့်ပတ်ဝန်းကျင်ကောင်းကြီးဖြစ်လာရင်တော့ကောင်းကြီးစပြီဗျတိတ်မကြောက်ကျွန်တော်မကြောက်ညီကိုမောင်မတော့ရပြီဆိုနည်းနည်း response လုပ်ကြစမ်းပါresponse မလုပ်ဘူးဆိုမရဘူးလို့ကျွန်တော်ခံယူထားတယ်ကျွန်တော်ပြောမယ်ညီကိုမောင်တော့ကောင်းကြီးဆိုတာပါလေတဲ့အိမ်မှာစားစရာတောက်စရာလေးပြည့်နေပြီးတော့မှအဆင်ပြေနေတာကိုကောင်းကြီးလို့မခေါ်ဘူးဗျတဲ့အားဖြင့်တဲ့ပတ်ဝန်းကျင်ကောင်းကြီးဖြစ်လာရင်တဲ့ကောင်းကြီးလေးစလာပြီတဲ့အားဖြင့်တဲ့နိုင်ငံကောင်းကြီးဖြစ်လာရင်ကောင်းကြီးစပြီတဲ့ရောက်တဲ့နေရာတိုင်းမှာကောင်းကြီးဖြစ်ပြီဆိုအဲ့ဒါကောင်းကြီးရှိတော်သူလို့ခေါ်လာပြီတင်မိသားစုတစုလေးပဲစားနိုင်ဝတ်နိုင်နေနိုင်ထိုင်နိုင်တော့ကောင်းကြီးလို့မခေါ်ဘူးပြအဲ့ဒါ selfish လို့ခေါ်တယ်တကိုကောင်းသမားလို့ခေါ်တယ်ကိုစားရုံဝတ်ရုံနေတယ်အောင်လောက်နဲ့အဟုတ်ကြီးထင်နေတာအဲ့ဒါကောင်းကြီးလို့မခေါ်ဘူးကိုအားဖြင့်ကိုနဲ့ပတ်သက်ဆက်ဆံတော့သူတွေအကောင်းကြီးဖြစ်လာပြီဆိုအဲ့ဒါကောင်းကြီးဗျအာမင်အဲ့ဒီကောင်းကြီးနဲ့ကျွန်တော်သွားတော့မယ်ဒီ2025မှာအာမင်ကျွန်တော်နဲ့ agree လုပ်တဲ့သူတွေအာမင်ကျွန်တော်ကြားချင်တယ် good သင်ယုံကြည်တဲ့တိုင်သင်နိုင်ဖြစ်ပါစေ2025မှာသင်မဲ့ကောင်းကြီးခံစားရမို့သင်အားဖြင့်လူမျိုးတွေကကောင်းကြီးခံစားမယ်သင်နဲ့ပတ်သက်တဲ့သူတွေအားလုံးကောင်းကြီးခံစားမယ်သင်နဲ့ထိတွေ့တော်သူတွေကောင်းကြီးခံစားမယ်သင်နေတဲ့နေရာသင်အားဖြင့်ကောင်းကြီးဖြစ်ရမယ်အာမင်ဒါကြောင့်သင်ယူဖို့လိုတယ်ကျွန်တော်တို့ home stay တွေရှိတယ်အခုဆိုရင် Friday တိုင်းမှာကိုကျော်ကိုတို့စီမှာ home stay ရှိတယ်နီးစပ်ရသွားကြပါ
ကိုကျော်ကိုတော့မစရဘာရက်ကွက်လဲတာစံကဖန်စံကလန် area မသိသေးလေကိုဘာသာကိုလေးလာကြစံကလန်နဲ့ကျော်လည်းမသိဘူးခင်ဗျစံကလန် area သူတို့ကလာသမျှလူကျွေးနိုင်တဲ့ကောင်းကြီးရှိပါတယ်သွားကြပါโอเคနောက် home set တခုထပ်ဖွင့်မယ်အဲ့ဒါသူတို့မိသားစုဒီနေ့ပဲဖခင်စကားပြောတယ်စမယ် home set သူတို့အိမ်သွားရင်ဒီမတ်ထားကအချက်ပြုတ်ရမ်းတော်တယ်ဘိမုံလာစားမယ်ဆရာတေးပဲကိုကျော်ကိုလို့ဆိုမရောက်တာကြာပြီကျွန်တော်လည်းလာစားအောင်မယ်စားကောင်းတယ် home set တွေစပြီကျွန်တော် home set တွေမှာတင် ကြားမှုတွေစမယ် limit မရှိတဲ့တင် ကြားမှုတွေလာရမယ်အာမင်မရတော့ခုနကျွန်တော်ပြောပြီးသွားပြီဖယားနဲ့သွားလာတဲ့သူက limit မရှိအောင်နော် limit မရှိအောင်တော်ပါပြီဆိုရင်ပါလေအဲ့ဒါတကူကောင်းသမားတင်းတော့ပဲတော်နာမဟုတ်ဘူးပေးရင်ဘာပြန်ဘာလို့ကိုကပြန်ပေးရမှာလေဖယားခင်တင်းကိုကောင်းကြီးပေးတာအလကားကောင်းကြီးပေးတယ်ထင်လို့လားတင်းကိုဘီးပေးရင်ဘာအတွက်လဲခေါင်းဖိဖို့ပေါ့ဖယားတခင်ကဆရာဖြိုးဘီးမပေးဘူးမလိုအပ်လို့ဟုတ်မလားမလိုအပ်ဘူးဖယားကဘီးပေးလာပြီဆိုဘာအတွက်လဲခေါင်းဖိဖို့ဖယားခင်ကသွားတိုက်တံပေးရင်ဘာလုပ်ဖို့လဲသွားမရှိတဲ့လူသွားတိုက်တံဖယားမပေးဘူးဗျဒီတိုင်းပဲဖယားကပေးပြီဆိုရင်တခုခုလုတ်ခိုင်းလို့ပေးတာဖယားကတင်းကိုကောင်းကြီးပေးပြီဆိုတော့ဘာလဲမှတ်တာဒီစကားပြောမယ်ပေးတဲ့အရာတိုင်းကကြွားဖို့မဟုတ်ပွားဖို့ကြွားဖို့လားပွားဖို့လားပွားဖို့သူများတော့ပြန်လဲစီးစင်းဖို့ဖယားခင်ပေးတာအာမင်ကျွန်တော်တော့ပေးကမ်းခြင်းကိုတိတ်ကြိုက်တဲ့ကောင်ထဲမှာပါတယ်ကျွန်တော်ရဲ့မျိုးဆက်ကလည်းပေးကမ်းတဲ့မျိုးဆက်ပဲဖြစ်ရမယ်အာမင်ဘာဖြစ်လို့တင်းတော့မကြွယ်ဝလဲရှင်းလေးပဲအမြဲတမ်းမျော်တက်လို့ဘယ်ရရရင်ကောင်းပလဲဆိုရှောက်မျော်လို့တင်းကြွယ်ဝရှင်လားဒီနေ့စတင်းရဲ့ mindset ပြောင်းလိုက်ငါဘယ်အရာစပေးမလဲဆိုတဲ့အတွေးခေါ်စပြီးတော့ပြင်ဆင်လိုက်တင်းကြွယ်ဝလာလိမ့်မယ်အမြဲတမ်းပေးကမ်းတတ်တဲ့မိသားစုတွေထူးခြားတယ်ဗျထူးခြားတယ်ကျွန်တော်ကကြွယ်ဝချင်းကြောင်းပြောသူများဒီဆရာကြွယ်ဝချင်းကြောင်းပြောတယ်ကြွယ်ဝချင်းကြောင်းပြောရမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကြွယ်ဝမှာကျွန်တော်ပတ်ဝန်းကျင်ကြွယ်ဝမှာလေကျွန်တော်နိုင်ငံတွေကြွယ်ဝမှာလေကျွန်တော်ခုကြွယ်ဝချင်းပြောနေတာကျွန်တော်မိသားစုတွေပြောနေထင်းလို့လားကျွန်တော်ကြွယ်ဝတာကြားပြီကြွယ်ဝတာကြားပြီဘာလို့ကျွန်တော်ပြောဆိုမြန်မာပြည်ကြွယ်ဝဖို့ကျွန်တော်ပြောနေတာအခုဟာဘာကြွယ်ဝဖို့လဲမကြားလိုက်ဘူးမြန်မာပြည်ကြွယ်ဝရမယ်ကျွန်တော်အားဖြင့်ကျွန်တော်အတန်ကြားရှင်တယ်မြန်မာပြည်ကျွန်တော်အဖြစ်ရွှေဝါရမယ်မြန်မာပြည်ကျွန်တော်တို့အားဖြင့်ကောင်းကြီးခံစားရမယ်မြန်မာပြည်ကဆောက်ဒီအေရှမှာချမ်းသာဆုံးနိုင်ငံတစ်ခုပြန်ဖြစ်လာဖို့ဖရားလိုတော်ရှိတယ်အဲ့ဒါဘယ်သူအဖြစ်လဲပတ်စံကြောင့်ဖြစ်မှာမဟုတ်ယုံကြည်ခြင်းအဖြစ်စတဲ့အကောင့်ထဲပေါ်မယ်အာမင် top 10တထဲတွေထဲမှာဒီယုံကြည်သူတွေပြန်ပါလာရမယ်မြန်မာပြည်ရဲ့ top 10ထဲမှာဒီတထဲတွေပြန်ပါလာမယ်အာမင်ဘာဖြစ်လို့လဲအာဗြဟံအပြင်ရောက်တဲ့နိုင်ငံထဲမှာကောင်းကြီးဖြစ်လာဖြစ်တယ်တို့အပြင်လည်းကောင်းကြီးဖြစ်ရမယ်အာမင်ကျွန်တော်ယုံကြည်တယ်ဗျကျွန်တော်ကောင်းကြီးရှိတယ်ဗျအမြင်ကက်လောက်ကောင်းကြီးရှိတယ်ကျွန်တော်ပြောပြမယ်နော်ညီကိုမောင်တို့ကျွန်တော်ပြောပြမယ်အခုဒီချင်းမိုင်မှာတခါမှခရစ်စမတ်ပွဲလေရင်ခွင်းမှာမလုပ်သေးဘူးကျွန်တော်တို့ရောက်တဲ့နှစ်ကနေစပြီးလောက်ရတဲ့ခွင့်ဖျားပေးပြီလေရင်ခွင်းထဲမှာတမနာတိုင်းမှာMerry Christmas to you တော့လှုပ်လိုက်ပြီလေအဲ့ဒီကောင်းကြီးကဘာလာလဲတိလားကျွန်တော်ပြောမယ်အခုဟိုနေ့ကကျွန်တော်ရဲ့ဇနီးတဲ့နဲ့သမီးလေးကပြန်တော့ဗျာဒီကိုရီးယား airline ကလည်းကျွန်တော်တို့ကရိုးတန်းတန်းလည်းမဟုတ်ဘူးဗျာ business class ဝယ်ထားပေးတာ business class ကို first class ကိုအကုန်လုံးက class တွေအကုန်လုံး economy နဲ့ရောတော့ပဲတန်းစီရတယ်အဝေးဗျာဒါနဲ့ကျွန်တော်ကဘုရားခင် connection လုပ်ထားတာလေconnection လုပ်ထားကျွန်တော်ကနေပြီးတော့မှသမီးလေးတယောက်ခေါ်လိုက်တယ်သမီးလို့ဒီမှာဆရာမတို့တန်းစီနေရတာအရန်ဝင်းနေကျမလာခေါ်မယ်တော်နဲ့လိုရင်းပြောလိုက်ပြီလာခေါ်ပေးပြီးတော့ special အပေါက်ကနေကျွန်တော်ဇနီးတန်သမီးလေးကိုခေါ်သွင်းသွားတာဒါနဲ့ကျွန်တော်သမီးကအရန်ကုန်ယူတယ်သူ့အဖေရဲ့သမီးဖြစ်ရတာဒါကောင်းကြီးဒီအဖေသမီးဖြစ်ရလကားပဲဆိုတော့ရုပ်နဲ့တွိုင်းဘလို့လုံးဒါပေမဲ့ငါအဖေငါကောင်းကြီးရှိတယ်โอเคအဲ့ဒါပဲမဟုတ်
အဲ့တဲ့တင်းကဘယ်ရောက်သွားလဲဆိုတော့အဲ့ဒီ airport မှာကျွန်တော်တို့ Christmas လာလုပ်ခိုင်းတဲ့အကြီးဆုံးစီရောက်သွားတယ်ရောက်လဲရောက်တော့ तू ကနဲ့တင်းပြန်ကြားတယ်အခုအဲ့သမီးလေးကို Pastor David လာချင်းမိုင်လင်းကွင်းအဝင်အထွက်ကိုတဲ့ VIP နဲ့အခုပြင်ဆင်ထားပေးပါတယ်တဲ့ဒီတစ်ခေါက်ကျွန်တော်စင်ကာပူပြန်လာတဲ့အခါမှာကျွန်တော်သူ့မပြောသေးဘူးဒါပေမဲ့ तू ပြောတယ်အမြဲတမ်းဆရာဝင်တာထွက်တာ schedule ပေးထားပေးပါကျွန်တော်တို့အကုန်စီစဉ်ပေးချင်ပါတယ်ကျွန်တော်ဘာထူးခြားလို့လဲဘာထူးခြားလို့လဲဒါပေမဲ့ကျွန်တော်ဝန်ခံတာမှန်ထားတယ်ကျွန်တော်ထူးခြားမယ်လို့တင်တမ်းပိုင်တင်ထူးခြားမယ်လေဟယ်လိုကိုနေရဘာကောင်မှမဟုတ်ပါဘူးလို့ပြောဟုတ်ပါတယ်ဝန်ခံသူများတတ်မှတ်တဲ့အတိုင်းတင်သွားနေလို့မရဘူးဖယားတတ်မှတ်တဲ့အတိုင်းတင်နေရမှာတိတ်မကြသေးဘူးသူများတတ်မှတ်တဲ့အတိုင်းတင်နေလို့မရဘူးဒါပေမဲ့တင်ယူရမယ်တခုဖြစ်လာရင်ပတ်တာတင်ဘဝမှာမဖြစ်ချင်တဲ့အရာတွေဖြစ်လာပြီဆိုရင်ဘာလဲညီးတွားဖို့မဟုတ်ဘူးကြောက်ဖို့မဟုတ်ဘူးစိုးရိမ်ဖို့မဟုတ်ဘူးတင်ယူဖို့ဖြစ်တယ်ဟယ်လိုဘာလို့ဖို့လဲသူ့ဘဝမှာငါရှိသူ့ဘဝမှာဒီလှေရှိနေတဲ့ရွေးပိုက်ကွန်ရှိနေတဲ့ရွေးသူ့ဘဝကအရာခတ်သိမ်းအဆင်ပြေတယ်လို့သူထင်နေတော့ညာလဲတရက်တော့အချိန်မှာငါးတကောင်မှမရတော့တဲ့ဘဝလာပြီလှေရှိတယ်ပိုက်ကွန်ရှိတယ်ရေထဲမှာသွားပြီးတော့ငါးအုပ်တယ်တကောင်မှမရတော့တဲ့အချိန်လာပြီတင်းဒီလုံနိုင်တဲ့ဟာတွေအကုန်လုတ်ပြီးပြီဘလောက်ပဲစူးစမ်းလို့ဘာတစ်ခုမှမရတော့ဘူးဆိုရင်မှတ်ထားအဲ့ဒါဝမ်းနေဖို့မဟုတ်ပျော်ဖို့ဘာလဲသိလားတင်တခါမှမရောက်ဘူးတဲ့ level မရဘူးတဲ့ငါးရဖို့ရန်အတွက်ဖခင်ကပြင်ဆင်ပေးတော့မယ်ဒါပေမဲ့အဲ့ဒီဂျားထဲမှာတင်ရောမဲ့အရာတစ်ခုကဘာလဲဆိုတော့ဖခင်ကတင်လုံနေကြပုံစံကိုရပ်လိုက်ပြီးမလုတ်ဖူးတဲ့အမှုတစ်ကိုလုတ်ဖို့မလုတ်ဖူးတဲ့ principle နီးဥပဒေတာအစ်နဲ့လုတ်ဖို့ဖခင်သူ့စီမှာတင်ယူခိုင်းပြီတင်ယူခိုင်းပြီဆိုတော့ sit and learn သင်ယူနဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာဖခင်စကားပြောပြီးတင်တက်လုံးသိခဲ့တဲ့ဟာတွေအားလုံးဖခင်ကို shut down လုပ်လိမ့်မယ်ဒါပေမဲ့တင်တစ်ခါမှနားမလည်ထားတဲ့အရာကြီးကိုဖခင်ခင်လုပ်ခိုင်းလိမ့်မယ်အဲ့ဒါဆိုလုပ်လိုက်သူသိထားတာပါလဲငါဆိုတာပဲချိန်ဖားတာလဲညာဟုတ်တယ်နော်ငါဆိုတာပဲချိန်လဲညာပြီးတော့မှငါအများဆုံးရှိတာကရေနဲ့ရမှာတစ်ဖက်မှာရှိလဲဆိုတော့ရေကန်းဇက်လေးတွေမှာပို့တော့အုပ်ရင်ပို့ရတယ်ဆိုတာသူတို့သိထားပြီးသားအဲ့ဒါလည်းတဘာဝပဲဖယားကတဘာဝအလုံးချင်နေဆိုရင်တင်သိထားတဲ့ပုံစံနဲ့အလုံးမလုံးတော့ပဲနဲ့အမှုတစ်နဲ့စတင်ပြီးတော့မှ strategy အတစ်နဲ့စတင်ပြီးတော့ဖယားလုတ်ခိုင်းပြီ2025မှာတင်တခါမှမသိသေးတဲ့နေဥပဒေတာတွေဖယားတင်ကိုချပြလိုက်မယ် get readyဘေးနားမှာရှိပြောလိုက် get ready hallelujah ဖျားခင်ငါပြောသည်ပဲတင်အများအားကြည်တတ်တဲ့လူဖျားခင်ကိုဘာပြောင်းခိုင်းမလဲဆိုပတ်စံလေးကိုကြည့်လိုက်တော့ကြည့်ပြီးအဲ့ဒီပတ်စံနဲ့ဘယ်လိုပွားများဘယ်မှာ invest လုပ်ရမလဲဆိုတဲ့ဟာကိုဖျားခင်စပြီးတော့မှပြတော့မယ်တင်စီးပွားရေးလုပ်တယ်တင်အစင်မပြေဘူးဆိုရင်တင်ကပိုက်ကွန်ချတယ်ဆိုတဲ့အဓိပ္ပာယ်ပါလဲ investment လေတင်ဘယ်မှာသွားပြီး invest လုပ်တာမှားနေတယ်လေပြီးတော့မှဘာမှားနေဆိုတော့တင်က timing မှားနေတယ်ညဘက်မှာသွားပြီးတော့မှလောက်တာပဲအဟုတ်လို့ထင်နေတဲ့ကနေမဟုတ်ဘူးတဲ့ငါလုံးမဲ့ပုံစံနေမှာမင်းအုပ်တယ်ဘယ်မှာအုပ်ရမှာလဲတဲ့ငါများတော့နေရမှာအုပ်ဘယ်နေရာလဲတဲ့ရေနဲ့ရမဟုတ်ရေနဲ့ရမှာကျွန်တော်တည်တော့မဟုတ်မင်းတည်တာနဲ့ငါလုံးလုံးမှာမဟုတ်ငါတိချင်းနဲ့မင်းကိုထည့်ပေးတော့မှာဖြစ်တယ်မင်းရဲ့တိချင်းနဲ့ငါအလုံးမလို့တော့ငါတိချင်းတဲ့ငါမင်းဆွဲခေါ်တော့မှာဖြစ်တယ်ခလေးတယောက်ကဒီလိုဆွဲပြီးတော့မှအဖေနဲ့သွားနေချိန်မှာဒီမှာဗျာဘယ်လိုခေါ်လဲဆိုတော့တရားပေါ့ဗျာတရားမှာဘောင်ရှိတယ်အဖေကနေလှမ်းကြည့်ပြီးတော့မှအဲ့တရားရဲ့အောက်ကနေတင်မော်ကြီးဖြတ်သွားတော့ကြည့်ပြီးတော့သမီးလေးရဲ့တဲ့တင်မော်ကြီးပဲတဲ့ဒါပေမဲ့အဖေမြင်လို့သူမြင်လို့ရလားမမြင်အောင်ဘာလို့ तू အရက်ကလေးอ่ะပူလေးဖြစ်တော့အဖေဘယ်မှာလဲတဲ့ဒီမှာလေးဆို तू မမြင်နိုင်ဘူးမမြင်နိုင်ဘာလို့အဖေကနေ तू ဘာလုပ်လိုက်လဲချီပွေးလိုက်တော့ဘာဖြစ်လဲ
သူ့အဖေနဲ့ level ညီသွားတဲ့အခါမှာဘာဖြစ်သွားလဲဖခင်ကသူ့ရဲ့သားသမီးတွေအားလုံးကိုအဲ့လိုပွေ့ချပြီးတော့မှ level တိပြီးတော့မှငါမြင်တယ်လို့မင်းကိုမြင်စေချင်တဲ့ဖခင်လို့ဖခင်ကပြောနေတာအခုဒါလေးက very simple ပဲမဲ့ကျွန်တော်ဖခင်ဖော်ပြတာငါသားတဲ့ငါမင်းကိုအဲ့ဒီကနေပြီးတော့မင်းကိုစ조사ကြည့်ခိုင်းတယ်မှာငါမပါဘူးတဲ့ငါမင်းကိုငါမြင်လို့မြင်တတ်ဖို့ငါမင်းကိုပွေ့ချထားတဲ့ဖခင်ရှင်ဖြစ်တယ်ငါရဲ့ရင်ဝင်ထဲမှာနေတော့ငါနဲ့မိသားရဖွဲ့တတ်တဲ့အကျင့်မဲ့မင်းလို့ငါမြင်လို့မြင်ရတဲ့ခွင့်ကိုငါမင်းကိုပြင်ဆင်ပေးလိမ့်မယ်အဲ့မှာသဘောပေါက်သွားပြီ wow then what တည်သွားပြီမကြည့်ပိုက်ကွန်ချခိုင်းတဲ့နေရာပါလေအဲ့ဒါနေရာဆိုတော့ marketing ပိုက်ကွန်ချခြင်း invest wow ဒါစီဝိုင်းလောကဓမ္မတွေကပိုတော့ဖွင့်ပြခြင်းရအောင်ဖခင်နဲ့ deep ထပ်ပြီးတော့တိုးဝင်လိုက်ဖခင်ဖွင့်ပြမှာအများကြီးဒါပေမဲ့တခုပဲကျွန်တော်အားပေးခြင်းနဲ့ရောက်စီတိုင်းအောင်ပြဿနာဖြစ်လာရင်ကျွန်တော်ကအဲ့ဒီပြဿနာကိုပြေလည်ဖို့ဘာလို့မလဲရန်စဉ်းစားတယ်တင်နားမလည်နိုင်တဲ့ပြဿနာဖြစ်လာရင်ဘာမှလုပ်ဖို့မစင်စားနဲ့တင်ယူတော့ဘယ်သူမှတင်ယူတာ learn from me ဆိုတဲ့ဖျားစီမှာကျွန်တော်တင်ယူတတ်ဖို့အင်မတန်အရေးကြီးတယ်ဘယ်လိုတင်ယူမှလဲဆရာနှုတ်ကပတ်တော်ပဲဖျားနှုတ်ကပတ်တော်နဲ့ဖွင့်ပြလိမ့်မယ်မကြည့်အရှိမပင်လေဗျာအနောက်မှာကရန်သူတွေလိုက်လာပြီအရှိမပင်လေဗျာအနောက်မှာရန်သူတွေလိုက်လာပြီအဲ့ရှိမှာဖျားခင်မဆောက်လို့ပြောတဲ့ခါမှာဖခင်ဘာပြောလဲမောရှေမင်းဘာလုပ်တာလဲမင်းရဲ့လက်ကိုဆက်မလို့ပင်လေဘက်ကိုမင်းမြောက်လိုက်လေပြောချင်တာပါလဲဆိုတော့ဖခင်ကမင်းဘာလုပ်တာလဲငါမင်းကိုအခွင့်အာဏာတကူပေးထားပြီးသားမင်းစတင်လက်မြောက်ချင်းဆိုပါလေယုံကြည်ခြင်းနဲ့စတင်ပြီးတော့မှလှုပ်ဆောင်စီးတဲ့အရာစတင်လှုပ်ဆောင်မှုဖခင်ပေါ်ပြနေပြီကိုရလှုပ်လီနော်ငါပြောပြီးသားငါပြောတဲ့အတိုင်းမင်းလှုပ်ငါ့ကိုလာမလှုပ်ခိုင်းနဲ့ငါပြောတဲ့အတိုင်းမင်းလှုပ်ရမှာမှတ်ထား2025မှာဖျောက်တော့မခိုင်းနဲ့ဖျားပြောတဲ့အတိုင်းကျွန်တော်လှုပ်တတ်ရင်မင်္ဂလာရှိမယ်တခုထပ်ပြောစရာရှိတယ်ဆရာကျွန်တော်လှုပ်တာမှားနေလို့လားမသိဘူးဆရာမအောင်မြင်ဘူးကျွန်တော်လက်မခံဘူးအဲ့စကားလှုပ်တာမအောင်မြင်တာမဟုတ်မှတ်ထားဘယ်အလုံးမဆိုအောင်မြင်ဖို့ဖျားခင်ပြင်ဆင်ထားပြီးသားအလုံးမှားတာဆိုတာမဟုတ်ဘူးအမြင်မှားနေတာယုံကြည်မှုမှားနေတာဘယ်အလုံးမဆိုတင်လှုပ်လို့ရတယ်ဆရာဒီအလုတ်ကအဆင်မပြေဘူးဆိုတော့နောက်လှုပ်အောင်မလားဘယ်အလုံးမှခမရရှောက်ရွေးနေစရာမလိုပြုတ်လေသမျှမှာအောင်ရတဲ့အခွင့်ကိုဖျားပေးထားပြီးသားကျမ်းစာထဲမှာပါလဲတင်လှုပ်သမျှအလုံးမှာငါကောင်းကြီးပေးမယ်လို့ပြောထားပြီးသားဟယ်လိုလှုပ်သမျှအလုံးမှာဖျားကောင်းကြီးပေးမှာဟိုအလုတ်ကအလိုတော်မရှိလို့ဒီအလုတ်ကလိုမရှိဘူးဘာမှမဆိုင်ဘူးအလိုမရှိတာမဟုတ်ဘူးတင်ယုံကြည်ခြင်းမှားနေတာတင်အမြင်မှားနေတာတင်အတွေးခေါ်မှားနေတာဒါကြောင့်တင်လှုပ်လို့မရတာဒီအလုတ်ပဲပြန်လာလို့ဒီရေကန်ထဲမှာပဲဒီပိုက်ကွန်နဲ့ပဲဒီလှင်းနဲ့ပဲဒီရေကန်ထဲပဲငါလှုပ်ခိုင်းတဲ့အချိန်မှမင်းလှုပ်ဒီမှာရေထဲမှာငါမရှိဘူးမပြောနဲ့ရှိတယ်မရှိတာမဟုတ်ရှိတယ်ဒါပေမဲ့မင်းအတွေးခေါ်ပြင်းမင်းတိထားတဲ့ပုံစံနဲ့ငါလှုပ်လို့မှာမဟုတ်ဘူးငါတိထားတဲ့ပုံစံနဲ့ငါမင်းကိုအလှုပ်လို့စေတော့မှာမှတ်ထားညီကိုမောင်မတို့ဘယ်အလုပ်မှလုပ်လို့မရတာမရှိဘူးအဲ့ဒီအလုပ်ကိုမကျွမ်းကျင်သေးလို့မသိသေးလို့ဒါလုပ်လို့မရတာ that's it ဘယ်အလုပ်မဆိုလုပ်လို့မရတာမရှိဘူးမကျွမ်းကျင်သေးလို့ဒါအလုပ်လို့မရတာပဲရှိတယ်ဘယ်အလုပ်မဆိုတင်လုပ်လို့ရတယ်အရေးကြီးတာတင်နားလေသွားရင်အကုန်လုပ်လို့ရတယ်ဒီအလုပ်ကလုပ်လို့မရဘူးလို့ပြောတယ်တင်မရတာမဟုတ်အဲ့ဒါနားမလဲသေးတာလုပ်လို့မရတာကိုလှုပ်လို့မရတဲ့အရာတစ်ခုကိုသင်ကလှုပ်လို့မရောက်သွားမပြောနဲ့လှုပ်ချင်ရင်လှုပ်လို့ရတဲ့နည်းကမှတ်ထားလူကလေလှုပ်ချင်ရင်ဘယ်အရာမှတားလို့မရဘူးတကယ်ဖြစ်အောင်လှုပ်မယ်လို့တတ်မှတ်ဘယ်အရာမှတားလို့မရတော့ဘူးတကယ်လှုပ်ချင်ရင်ဘယ်အရာမှတားလို့မရတော့ဘူးလူကအဲ့လောက်ထိဖျားတကိုးပေးထားတာလူကိုအဲ့လောက်ထိအစွမ်းတတ္တိပေးထားတာလူတကယ်လှုပ်ချင်ပြီဆိုရင်လှုပ်လို့မရတာမရှိစေဘူးကားဆိုတာကစီထည့်ပြီးတော့မောင်းရမယ်ဆိုတာတစ်သက်လုံးသိခဲ့တာ哦
စီမပါဘဲနဲ့မောင်းတာငါလုံးမယ်ကွာဆိုတော့ Elon Musk တယောက်တက်လာနဲ့ပြောင်းသွားပြီလေခုကနောက်နှစ်20လောက်ဆိုရင်ဓာတ်စီကားတွေအကုန်လုံးကားတင်ချိုင်းရောက်ပြီစီမပါတော့ဘဲနဲ့အဲ့ဒီဟာလာတော့မယ်ဒါကြိုတင်ပြင်ဆင်ထားစီသမားတွေလေလာတော့မှအခုကဒါတွေမကဘူးတင်းတို့ traffic jam တွေကများလာပြီဆိုတော့လူတွေ traffic ကိုရှောင်ကျဉ်တဲ့ကြောင့်ဘာလုပ်လာပြီလဲအခုကစာတင်တော့တီထွင်းလာပြီဘာလုပ်လာတယ်ကားလေရင်လေးတွေတေးတေးလေးတွေစာတင်တော့အခု2ယောက်စီးလေးတွေစာတင်တော့ထုတ်လုပ်တော့မယ်နောက်3နှစ်4နှစ်ဆိုရင်ဝယ်အောင်မဝယ်ဖို့ရတော့ဘာလို့လဲပတ်စံလို့တယ်ပတ်စံအဓိကမဟုတ်ပတ်စံရတဲ့နီးကိုဖျားပေးမယ် that's it မှတ်ထားပတ်စံမရှာနဲ့ပတ်စံရတဲ့နီးကိုပဲဖျားပေးတယ်အဲ့ဒီဟောက်ရှာယုံကြည်သူတွေငါပြောသည်ပဲမကြည့်နဲ့ဘာကြည့်ရမှာလဲဘာကြည့်ရမှာလဲဘေးနားမှာဖျားခင်ထည့်ထားပေးတဲ့အစွမ်းတတ္တိကငါပြောသည်တဲ့ပုံရအရေးကြီးတယ်အစွမ်းတတ္တိ come on အစွမ်းတတ္တိပြောအစွမ်းတတ္တိအစွမ်းပြောအစွမ်းတတ္တိအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ ability လို့ခေါ်တယ်တချို့ version မှာ ability လို့ခေါ်တယ်တချို့ version မှာ ability လို့မပြောတော့ဘာလို့ခေါ်တယ်လား power တဲ့ come on အိုမအခုနကျမ်းပိုက်ကိုပြန်သွားလိုက်ရှစ်ငယ်ဆက်ရှစ်ကိုတရားဟောကြံခိုင်းရှစ်ငယ်ရှစ်ငယ်ဆက်ရှစ်ဘာလို့မပြီးတော့လဲမသိတင်းဖျားသခင်ခြာရဖျားသူကအောင်းမေးရမည်အကြောင်းမူကားတင်းဘိုးဘေးတို့အားကျင့်ဆိုတော်မူသောပရိန်တရားတို့ကိုယနေ့ကဲ့သို့တည်စေလိုသောငါစီးစိမ်ရတတ်သော Who gives you what power ဆိုတာတကိုးတွေပြောက်တာဟာချလောက်လို့ဖို့မဟုတ်ဘူး power ဆိုအလုံးလို့ဖို့ power ဆိုပါလေဟာချလောက်မဟုတ်ဘူးဖွာအဲ့လိုရှောက်လို့မဟုတ်လက်ကစရေးစင်သွားမယ်လက်ကရှောက်မလို့နဲ့ power ဆိုပါတော့လေစီးစိမ်ရတတ်တဲ့အစွမ်းတတ္တိဖခင်က God give you power for what to get wellတင်မကြွယ်ဝဘာဖြစ်လို့လဲတင်မှာဘာမရှိလို့လဲ power မရှိဘူး power မရှိဘာရှိလဲမပြောတတ်တော့ကျန်းစာရံဖတ်တဲ့အဖွဲ့တွေနှစ်တိခန်းကြီး1ငယ်9မြန်သွားနှစ်တိ1 9နှလုံးသားထဲမှာနှုတ်ကပတ်တော်တိုးထားပါဗျာကျွန်တော်ပြောမယ်ဖခင်ရဲ့အကြံစီကနောက်ဆုံးသောကာလမှာတဲ့ဖခင်ရဲ့သူ့ရဲ့စကားတွေကိုတဲ့မင်းတို့နှလုံးသားထဲထည့်ချင်တာတဲ့တို့တွေဒီနေ့ဒီဖခင်စကားကိုဘယ်ထဲထည့်ထားလဲနှလုံးသားထဲထည့်လားကျန်းစာထဲထည့်ထားလားလုံရင်ကျန်းစာပဲဖတ်နာလေကျန်းစာတဲ့ဟာတွေအားလုံးနေ့တိုင်းဒီမှာ transfer လုပ်လေ come on ကျိုးလည်းပြောဆရာဒေးဗစ်လာတရားဟောရင်ကျန်းစာလည်းမကဘူးကျန်းစာဆိုတာကတရားဟောတဲ့အချိန်မှာကိုင်စရာမလိုဘူးတရားမဟောခင်ကိုင်ထားတရားဟောမှရှောက်မလာနဲ့အချိန်ကုန်နဲ့တကောပါတဲ့စိတ်မရှိဘာရှိလဲလို့ဒါပဲပေါ့အမေအခုကြမှာဟုတ်တယ်လို့ပါလို့ ਨੇ ကျန်းစာပြလိုက်သူတို့သိပြီမပြရင်တော့ဘာမှမသိဘူး For God has not given us what a spirit of fear ဖခင်က fear မပေးဘူးဘာပေးလဲ but of what power come on God wants to give you what power man not fear power ဆိုဘာလို့ပို့လဲတကောပြဖို့လားမဟုတ်ဘူးတို့ရပြီဆိုတော့ရုပ်ကအဲ့လိုပြောင်းသွားတာဘာမှလို့လုပ်ဖို့မဟုတ်ဘူးဘာလို့ဖို့လဲ to get well ကျွယ်ဝခြင်းအတ္တတကောတွေပြောက်တော့စားစရာတပြားမရှိဘူးအိမ်မှာအဲ့ဒါမဟုတ်ဘူး power to get well and of love and of sound mind that's it but of power and of love and of a sound mind ဖခင်အဲ့ဒါပေးတာတဲ့ဒါတွေကသင်ကြားမယ်ဆိုအများကြီးပဲထပ်သင်ကြားစရာအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့တိုးတိုးနဲ့လိုရင်းမဲ့မြန်လေးသွားတော့မယ်ဆိုရလဲရစီချင်တော့ပါโอเคဘာဖြစ်ဖြစ်ဆက်ပြောမယ်ဖခင်ကတို့ကိုကြောက်တဲ့စိတ်ရှိနေဘာမရှိဘူးလေအဲ့တော့သိတာပေါ့ဒါပေမဲ့ပြောအခုတော့သိပါကြောက်တဲ့စိတ်ရှိရင်ဘာလုံးမအောင်မြင်ဘူး fear က to get wealth နဲ့မဆိုင်ဘူး power ပဲဆိုင်တယ် power ရှိပါရှိလဲ power ပါရှိလဲ
ကျွဲဝချင်းရှိတယ်ဆို power ဆိုတော့အတိတ်ပဲဖွင့်ရအောင် power ဆိုပါလဲအော် power ဆိုကျွဲဝချင်းမဟုတ်ဘူး power ကကျွဲဝချင်းကိုဖြစ်စေတာဒါဆို power ဆိုပါလဲအစွမ်းတတိ power ဆိုပါလဲမကြားလိုက်ဘူးပြန်ပြော power ဆိုပါလဲစွမ်းတတိ yeah အစွမ်းတတိဆိုပါလဲလို့အစွမ်းတတိဆိုအစွမ်းတတိပေါ်ပြောမလားအစွမ်းတတိကဘာလဲလို့အစွမ်းတတိဆိုတာဘာလဲဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းလင်းစွာသိရှိသွားခြင်းဒီကာလမှာဘယ်စီးပွားရေးဘယ်အလုပ်ကဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မလဲဆိုတာသိရှိခြင်းသိရှိခြင်းသိတယ်ရှိတယ်ပြီးသွားပြီဘာလို့မလဲဆိုတာသိသွားပြီနိဥပရိတနားလည်သွားပြီနိဥပရိတနားလည်သွားပြီရေးလဲလွယ်သွားပြီတညလုံးစူးစမ်းတယ်ငါရလားရင်နဲ့ရက်တော့ရွှေ့ခိုင်းမလို့ငါအုပ်လက်ခိုင်းလိုက်တယ်ရသွားလားဘယ်လိုရတာလဲကွယ်ဘယ်လိုရတာလဲဟမ်ပြောနေလေဘယ်လိုရလဲလို့ဘယ်လိုရပိုက်ကွန်စုပ်ပြတ်မတက်ရတာပိုက်ကွန်စုပ်ပြတ်မတက်ဆိုတာဘာလဲပြောဝင်ငွေကဝင်လာလုံးအားကြီးလို့ဘန်ထဲမှာလေဘန်ကနေခေါ်မေးရတယ်ဒီငွေတွေကဘယ်ကလာလဲအဲ့ဒါစုပ်ပြတ်မတက်ဟာအဲ့ဒါဘယ်ကလာလဲအော်ဒီကလာတာဘောလို့ရှင်းပြတဲ့အဆင်ဒီဖြစ်ကုန်ပြီလေအခုကတော့ရှင်းပြဖို့နေတတ်တာ0တွေကပြနေတာ0ကကွဲminus တွေပြနေသေးတယ် no မရဘူးအဲ့ဒါပိုက်ကွန်စုပ်ပြတ်တဲ့ဒီဖျားခင်ချီးမြှောက်အောင်ပါပိုက်ကွန်စုပ်ပြတ်တဲ့ဒီကောင်းကြီးပေးအောင်ပါဖျားကောင်းကြီးပေးရင်လုံလောက်ယုံမဲ့ပေးတယ်ဖျားမဟုတ်လေနောက်တစ်စည်းပါထပ်ပြီးလေနှစ်စည်းနဲ့ငဲ့ရပြီးတော့မှဆွဲတင်ရတယ်ပိုက်ကွန်စုပ်ပြတ်တဲ့ဒီကောင်းကြီးပေးတယ်ဖျားအရေးကြီးတာ learn from meဒါနှုတ်ကပတ်တော်အခြေခံပြီးတော့တေချာတင်ပေးတဲ့ဒီဖျားเจ้าနေမှာတတ်ပါလို့ကျွန်တော်ပြောချင်တယ်ဘယ်ဖျားเจ้าမဆိုနှုတ်ကပတ်တော်တကယ်တင်ပေးလားအစီအစဉ်အဓိကဖြစ်နေမဟုတ်ဘူးအဲ့ဖျားเจ้าနှုတ်ကပတ်တော်တကယ်တင်တဲ့ဖျားเจ้าဖြစ်ရမယ်နိဥပရိတတကယ်တင်ပေးတဲ့ဖျားเจ้าဖြစ်ရမယ်စက္ကကြဘာစက္ကခိုင်းတာလဲမသိဘူးစက္ကကိုတေချာတင်ပေးလေဘလို့စက္ကမှာလဲ1နဲ့3နဲ့5တင်ပေးပေါ့စက္ကကြဆိုတော့အေးစက္ကမယ်ပြန်တော့ဘယ်ကနေစမှာမသိဘူးအေးပြန်ရောက်တော့အဲ့လိုဖြစ်လို့မရဘူးစနစ်တကျကျွန်တော်တေချာတင်ရမယ်အခုညီကိုမောင်မတို့ဖျားခင်နိဥပဒေတာပေးလိုက်မယ်တင်တော့တင်ယူကြရအောင်အာမင်အစာရှောင်းနေဆိုတာလည်းပဲဒီလိုဘာသာရေးအစာရှောင်းတာမျိုးလုပ်လို့မရအောင်တချိန်လုံးနိုင်ပဲကြည့်နေအစာရှောင်းခြင်းအဲ့ဒါမဟုတ်ဘူးအစာငတ်ခံဆန္ဒပြနေဖွဲ့တယ်အဲ့ဒါနော်ချိန်လုံးဘယ်နာတော့လဲယေရှုနာမနဲ့နော်ဘာယေရှုနာမလဲနော်မလုံးနဲ့တခါဆူတောင်းရင်းနဲ့မွေးလျော်လို့အစာမေ့ဟင်းမေ့ထမင်းမေ့ဖြစ်သွားတာအဲ့ဒါကောင်းတယ်လေဒါမှမဟုတ်ပဲချိန်လုံးမှHallelujah, praise God. Hallelujah. အဲ့ဒါမကောင်းဘူးအဲ့လိုမလုပ်နဲ့အဲ့ဒါဆိုစားလိုက်တော့ခါလေးစားလိုက်ဘာမှမဖြစ်စားဘာမှဖြစ်ဘူးဒီလိုလုံတာပို့ပြီးတော့ဆိုးတယ်စားပြီးတော့ဖျားချောင်းလာတော့မစားတဲ့ပုံစံမျိုးနဲ့လာပြီးတော့စားရှောင်းလာပါဝင်လိုက်စားပြီးတော့လာပါဝင်လိုက်ရတယ်ပြင်တာမရှိဘူးနောက်ဆိုလဲနင်တော့9နိုင်မှ7နိုင်လေတို့အစားရှောင်းဟုတ်တယ်မလား10နိုင်ခွဲမှအပီဆွဲထားလိုက်မထူတော့ဘူးအဲ့ဆိုနင်ဘာမှကြည့်ကြမလို့တော့ဖျားနဲ့ကိုးကွယ်လိုက်တော့အရေးကြီးတာအစားရှောင်းနေဆိုတာကသမင်းမေ့ဟင်းမေ့ဖြစ်သွားတဲ့အထိဖျားနဲ့မွေးလျော်နေတာကိုပြောနေတာမွေးလျော်ခြင်းမရှိဘဲနဲ့နိုင်ပဲထိုင်ကြည့်နေဘာလို့မှလဲတခါတည်းစားပလိုက်တော့ဝတ်သားနဲ့ပါဆွဲပြီးတော့လာခဲ့ဖျားเจ้าသာကြောင့်ညီကိုမောင်မတွေအားလုံးကျွန်တော်အားပေးခြင်းတယ်ချုပ်လိုက်တော့မယ်ပြီးပြီဘယ်လိုပြီးမှလဲလာပြီအခုမှလာမှာတရားဟောတာအလကားစတာလာပြီကျွန်တော်ညီကိုမောင်မြန်လေးသွားဆိုဘယ်ကိုသွားမလဲတဲ့တော်လေအကြံခံကြီးဆက်လေးကိုသွားမြန်လေးသွားအငယ်ကိုသွားလိုက်မြန်လေးရပြီဆက်လေးငယ်ကိုမြန်လေးသွား okay good ထပ်ပြောင်းမပုံကန်ကြနေတဲ့ဒီနေ့စမပုံကန်စိုးနဲ့အော်ဣတလီမျိုးအရန်ပုံကန်တာပဲနင်းကပုံဆိုးတယ်လို့ပြောချင်တယ်ဣတလီမျိုးအရန်ပုံကန်လို့ပြောရင်ပြောလိုက်မယ်နင်းကပုံဆိုးတယ်ခစ်တစ်ပုံကန်ရင်းနဲ့နင်းကပုံကန်နေတာ okay နော်ပုံကန်နေတဲ့ rebel against the Lord ဘာဖြစ်တာလဲတဲ့ဖျားပေးထားတဲ့အရာကို
မယူတတ်တဲ့သူကပုံကန်နေတာဖခင်ကခါနန်ပြည်ကိုပေးထားပြီးသားကိုတွားကြည့်ခိုင်းတာကိုတွားကြည့်ခိုင်းတယ်ဆိုတာဘာလို့ခိုင်းတာတိလည်းညီကိုမောင်မတို့ပုံဖော်ခိုင်းတာခမောပြောလိုက်ဘာလဲတင်းရဲ့အနာဂတ်မှာဖခင်သခင်ကတင်းကိုမင်္ဂလာတွေကိုပုံဖော်ခိုင်းတယ်ဖခင်မရမှာဆိုလို့ဒါမရဘဲနဲ့မဖြစ်ဘူးအင်္ဂလိပ်အစီအစဉ်လို့တော့အလကားစားတာမရဘူးဒီပတ်မှာစားတာဒီပတ်မှာစားတာဟုတ်ကဲ့ဟုတ်တယ်အန်တီတို့ဒါခဏလေးအန်တီခဏလေးဘာသာရေးကိစ္စခဏလေးရက်လိုက်โอเคခဏလေးပြန်ပြောမယ်ဘာလဲပုံဖော်ခိုင်းတာ very good ဘာလို့ခိုင်းတာပုံဖော်ခိုင်းတာဆိုတော့ဣသလလူမျိုးတွေကိုတွားပြီးတော့ဘာလို့ခိုင်းတာလဲဖျားပေးတဲ့အရာပုံဖော်ခိုင်းတာဖျားပေးတော့မယ်ပြောဖျားပေးတော့မယ်ကျမ်းမာရှင်ကျွယ်ဝရှင်အောင်မြင်ခြင်းစီးစိမ်ဂုဏ်အသရေမျက်နှာသာရခြင်းဝိညာဉ်ရေးရာမှာရှမ်းထွက်ခြင်းဖွင့်ပြတာကိုမြင်တတ်ခြင်းအဲ့ဒါတွေလာတော့မယ်အမေလာတော့မယ်ပြောလာတော့မယ်ပုံဖော်ပါပြောပုံဖော်ပါ yeah ပုံဖော်ခိုင်းတာကိုဗျာသွားပြီးတော့စူးစမ်းခိုင်းတယ်စူးစမ်းပြီးပြန်စူးစမ်းခိုင်းတာဘယ်နှယောက်လဲဆိုတော့သူတို့ရဲ့အမျိုးဆန်တဲ့မျိုးဆိုတော့တယောက်စီဆွဲထုတ်တော့ဘယ်နှယောက်လဲ12ယောက်ကိုသွားပြီးလေ့လာခိုင်းတယ်ဗျာလေ့လာခိုင်းတော့ဒီမှာကြည့်လိုက်အဲ့ဒီ12ယောက်ထဲမှာ10ယောက်ကပြန်လာတော့ပြောတယ်အရန်တော့ကောင်းပါတယ်တဲ့ဒါပေမဲ့တဲ့အဲ့ဒီမှာအကောင်ကြီးအရန်ကြီးတယ်သူတို့ရှိမှငါတို့ကနှက်ကောင်ကဲသူဖြစ်တယ်တဲ့ဒါဆိုရင်သူတို့ပြည်သွားကြည့်ခိုင်းတာကိုဘာသွားကြည့်လာလဲသူတို့လူကိုသွားကြည့်လာတယ်တတိထားဖယားသခင်ပေးချင်ရင်ဖယားပြင်ဆင်ထားတဲ့မင်္ဂလာကိုဖျက်ဆီးမှာအဲ့ဒီလူတွေပဲတင်လူကိုကြည့်တာလားဖယားကိုကြည့်တာလားတင်တေချာစဉ်းစားဖယားပြင်ဆင်ထားတဲ့မင်္ဂလာကို focus လုပ်မှာလားအာနကဆိုတဲ့ giant ဆိုတင် focus လုပ်မှာလား12ယောက်ထဲမှာ2ယောက်ကတော့အဲ့ဒီ giant ဆို focus မလုပ်ဘူးဖယားပေးတဲ့ပြည်ငါအတွက်လို့ focus လုပ်ထားတယ်10ယောက်ကတော့ဘာကို focus လုပ်လဲပြဿနာကို focus လုပ်ပြီးပြန်လာတယ်ဒါသူတို့မသွားတော့ဘူးတဲ့တင်တို့တတိထားညီကိုမောင်မတော်တင်ကယုံကြည်သူကအင်မတန်တကိုးပါတယ်မကြားလို့ပြန်ပြောမယ်ယုံကြည်သူကအင်မတန်တကိုးပါတယ်မကြားလို့ပြန်ပြောမယ်ယုံကြည်သူကအင်မတန်တကိုးပါတယ်ဆိုတော့ဖယားကသူတို့ပြောလိုက်ပြီ12ယောက်ပြန်လာတဲ့ခါမှာ2ယောက်ကတော့ယုံကြည်ခြင်းစကားပြောတယ်10ယောက်ကမယုံကြည်ခြင်းစကားတွေပြောပြီးတော့ငါတို့ပြန်တော့မယ်တဲ့ဘယ်ဦးပြန်မှာလဲအေဂုတုပြိုပြန်မယ်တဲ့လွတ်မြောက်တဲ့နေရာဘုရားသခင်ကတင့်ကိုဆွဲထုတ်ထားပြီးသားဆင်းရဲတဲ့ဘဝကနေဆင်းရဲတဲ့ဘဝကနေဆွဲထုတ်ထားပြီးသားဒါပေမဲ့အဲ့ဒီကိုပဲပြန်ချင်တယ်တဲ့ဘာလို့လဲတဲ့ဘာလို့ပြန်ချင်တာလဲပြောဘာဖြစ်လို့တို့ရှေ့ဆက်မရင်ဆိုင်ရဲပဲနဲ့ဒီမှာပဲရက်တန့်သွားလဲဘာဖြစ်လို့နောက်ပြန်လှည့်ချင်တာလဲဘာဖြစ်လို့ရှုံးပေးချင်တာလဲဖယားကမဟုတ်ဘူးရှေ့ဆက်သွားမင်းတိုက်ရမှာမင်းကိစ္စမဟုတ်တိုက်ရမှာငါကိစ္စမင်းယုံကြည်ခြင်းနဲ့ခြေလန်းလှမှာမင်းရဲ့ကိစ္စမင်းခြေလန်းလှငါကအရှိကနေတိုက်ပွဲကုန်တိုက်ပေးမယ်မှတ်တာတင်းရဲ့ခြေလန်းတာလှတိရမယ့်အရာကတင်းရှိမှာဖယားရှိတယ်ဆိုတော့တင်းတိပြီးတော့လှဖို့ပဲအရေးကြီးတယ်ဂျေစုတော့ကြုံနေပြီဆိုတော့အဲ့ဒါကိုပြောနေတာတို့ကယုံကြည်ခြင်းနဲ့စတင်ပြီးတော့သိမ့်ပိုက်ဖို့ပဲအရေးကြီးတယ်ယုံကြည်ခြင်းနဲ့ဝန်ခံတတ်ဖို့အရေးကြီးတယ်ရှေ့ကနေတိုက်ပေးမှာဘာလို့လဲဖယားပြောရအောင်ဖယားဖယားကတိုက်ပေးမှာတင်ရေးရဲစကားပြောရရမယ်ဟေဘရဲအခန်းကြီး73ငယ်6ဘာပြောလဲမြန်လေးဖတ်ဟေဘရဲ73 6ထာဝရဖယားသည်ငါကိုမဆတော်မူသည်ဖြစ်၍လူသည်ငါနဲ့ပြုနေသည်မြောက်ငါမကြောက်ငါတို့သည်ရဲရင်သောစိတ်နဲ့ပြောဆိုရသောအခွင့်ဖယားပေးထားပြီးသားပြောဒီ2025မှာရဲပြောပါလို့ပြောအနုလက္ခဏာပြောမှလားအပေါင်းလက္ခဏာပြောမှလားအပေါင်းလက္ခဏာကိုရဲပြောအနုလက္ခဏာကိုတင်းနှုတ်ထဲနဲ့ထွက်ကိုအနုလက္ခဏာမြင်ရပါစေအဲ့အနုလက္ခဏာကြီးကိုချိန်ညာလိုက်ပါလေအပေါင်းဖြစ်ရမယ်လို့ချိန်ညာလိုက်ပြောင်းပြန်လှပ်ပြမှာဘုရားခင်ဖြစ်တယ်ဘုရားနာမဘုန်းကြီးပါစေဘုရားနာမဘုန်းကြီးပါစေโอเค12ယောက်က10ယောက်ကတော့ပါလေ negative အကြောင်းပြောတယ်โอเคနော်ဒီ14မှာပဲနော်ပြန်သွားတော်လေအချိန်ကြီး14ဦးမြန်ပြန်သွား2ယောက်ကတော့မင်္ဂလာစကားပြောတယ်မင်္ဂလာစကားစပြောတာကိုယ်သွားထာဝရဘုရားမပုံကန်နဲ့ထိုပြည်သားတို့မကြောက်နဲ့သူတို့ဒီငါတို့စားစရာဖို့ဖြစ်တယ်တို့ဖြစ်ပြီးအံပီတကယ်မရှိထာဝရဘုရားဒီငါသူတို့၌အံပီတကယ်မရှိငါတို့ဘက်မှာထာဝရဘုရားရှိတယ်တို့ဖြစ်သူတို့မကြောက်နဲ့ပြောဆိုတယ်မင်္ဂလာစကားပြောတာမကောင်းလားမကြောက်နဲ့ပြောတာမကောင်းလားဒါပေမဲ့မကြောက်နဲ့လို့ပြောတဲ့သူတွေအားလုံးကိုမကြိုက်တာဒီလောကသားတွေ
အခုခရိယန်နေပဲကြွယ်ဝချင်းကြောင့်ကျမ်းမာချင်းကြောင့်အောင်မြင်ချင်းကြောင့်ပြောရင်ကျွန်တော်လေ online နဲ့ဆဲတာအဲ့ဖွဲ့တွေခရိယန်နေဘာလို့ဆဲလဲသိလားဒါရှိထားပြီးသားမို့လို့သူတို့ရဲ့အမျိုးတွေတစ်ဆယ်ကိုသွားမှာသူတို့အမျိုးတွေစတွေ့ပြီထာဖျားကိုမပုံကန်နဲ့ငါတို့ရဲ့အောင်မြင်ခြင်းဖျားပေးထားပြီးသားပြောတာဘာဖြစ်လဲပရိသတ်ပေါင်းလို့ဒီထိုသူနှစ်ယောက်ခဲနဲ့ပြည့်ဖို့လုပ်တယ်ဒီခေတ်မှာတော့ခဲမရှိတော့ online ကနေ comment လေးတွေနဲ့ခဲနဲ့ပေါက်နေတာအများကြီးဒါပေမဲ့ကျေးဇူးတော်ပဲတို့ဘယ်တော့မထီဘူး hallelujah တို့ဘယ်တော့မထီပေါ့အော်စရာကောင်းတာကမင်္ဂလာစကားပြောတော့ဘာလို့ကြောက်ခဲနဲ့ပြည့်ရှင်တာလဲလို့ဒေးဗစ်လာကျွယ်ဝမယ်ကျမ်းမာမယ်အောင်မြင်ပြောတော့ဘာလို့မကြေမနက်ဖြစ်နေတာလဲအဲ့ဒီအမျိုးတွေကြောင့်သူတို့အမျိုးတော်ပြီးသားသူတို့အဖိုးအဖွားအဖေမေတွေသူတို့ကဘာဖြစ်လဲတဲ့သူတို့ကမသွားဘူးသူကသွားမှာခဏလေးမရလို့ပြန်ပြောမယ်သူတို့ဘာဖြစ်လို့ကြောက်ခဲနဲ့ပြစ်ချင်တာသိလားမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့စကားကိုပြောလို့ဆိုတော့သူတို့ကကြောက်ခဲနဲ့ပြစ်ချင်တာမဖြစ်နိုင်တဲ့စကားကိုပြောမှဖြစ်လာမှာလေဩမကြားသေးဘူးဒီဖွဲ့တွေကမဖြစ်နိုင်ဘူးဆိုတော့ဖယားသခင်ကတင့်ကိုပြောစေချင်တာမဖြစ်နိုင်တဲ့စကားကိုမင်းစပြောလေမဖြစ်နိုင်တဲ့စကားကိုမင်းစပြောရင်မင်းဖြစ်လာမှာပေါ့ယုံကြည်ခြင်းဆိုတာမြင်မိသားမဟုတ်ယုံကြည်ခြင်းဆိုတာမမြင်ရသေးတဲ့အရာကိုစတင်ပြောခိုင်းနေတာကျမ်းစာထပ်ဖွင့်အဲ့ဒါဒီအင်္ဂလိပ်အစီအစဉ်ကလွတ်တော်မယ်ဟေဘရဲ7အငယ်1မှာဘာပြောလဲယုံကြည်ခြင်းသည်မျှော်လင့်သောအရာကိုမျက်မှောက်ပြုတယ်မမြင်သေးသောအရာကိုသိမှဆိုတော့ခင်ဗျာယုံကြည်ခြင်းပါလေမျှော်လင့်တဲ့အရာကိုမျက်မှောက်ပြုတာမမြင်သေးတဲ့အရာမြင်မိသားအရာလားမမြင်သေးတဲ့အရာလားမမြင်သေးတဲ့အရာကိုစတင်ပြီးပြောတဲ့သူကိုဘုရားခင်အလုပ်လုပ်ခြင်းနဲ့ဘုရားအာမင်ဒါကြောင့်ရေစရေလောက်ဘုရားခင်ဘယ်ကိုခေါ်သွားလဲချိုင်းအယိုးတွေနဲ့ပြည့်တဲ့အလဲမှာခေါ်သွားအဲ့ဒီအယိုးတွေအသက်ရှင်နိုင်တယ်လို့တဲ့အယိုးတွေအသက်ရှင်နေဆိုကြည့်လိုက်အယိုးတွေအလွန်သွေးချောင်းနေတယ်တဲ့ကိုတော့ပဲတိမှာပေါ့တဲ့ဟိုကလည်းပြန်ဖြည့်တယ်မဟုတ်တဲ့ငါတိတာကြာပြီနင်းကိုတိစေချင်တာတဲ့ဖခင်ကလည်းပဲအဲ့မှာပရောဖက်နဲ့အမြဲတမ်းဖခင်ကလည်းစကားများနေတဲ့ကိစ္စတွေရှိတယ်နဲ့ချက်ချင်းဘာပြောလဲဆိုတော့မင်းစတင်ပြီးတော့မင်းနှုတ်ကနေစပြောတော့တဲ့ပြောတာနဲ့အဲ့ဒီအယိုးတွေကနေပြီးတော့အသားပြန်ဖြစ်လာပြီးတော့အသက်ပြန်ရှင်ရတဲ့ခွင့်ဘုရားခင်ပေးလိမ့်မယ်တဲ့ဟာလေလုယာဆိုတော့2025မှာတွေ့လျှောက်နေတဲ့အာမင်္ဂလာတွေအားလုံးမင်္ဂလာတင်အပြင်ပြန်ဖြစ်ဖို့ဘုရားခင်အလိုရှိနေပြီ12ယောက်မှာ10ယောက်ကမဖြစ်နိုင်ဘူးပြောတယ်2ယောက်ကတော့ဖြစ်နိုင်တယ်ပြောတယ်ဆိုတော့အဲ့ဒီ12ယောက်ထဲမှာ10ယောက်စကားကို sorry အနည်းယောက်ထဲမှာ10ယောက်စကားကိုနားထောင်တဲ့သူတွေအားလုံးတောမှာအကုန်လဲသေးတယ်ခန္ဓာပြီးမဝင်ရဘူးဒါပေမဲ့2ယောက်နဲ့အတူအသက်20အောက်ကလေးတွေအားလုံးဝင်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးတယ်ဒါဆိုရင်သူတို့ဘာမှားသွားတာလဲတဲ့28ကိုသွား14တောလေရချမ်းသူကဟိုရောက်လက်ဒီရောက်လက်ဆိုတော့လူတွေလည်းစိတ်ညစ်မှာပဲဒီဖွဲ့လေ sorry ပါမကြမ်းအကြည့်ပြောလိုက်ပြီဖေရအေးမင်းတို့ဘာပြောငါလက်ခံမယ်မင်းတို့ပြောတဲ့ငါဖြစ်စေမယ်တင်တို့ဒါနဲ့လေပုံကတက်တဲ့အမျိုးကိုလေပြောလိုက်ပြီမင်္ဂလာစကားပြောတော့လက်မခံတဲ့အဖွဲ့တွေတဲ့ငါပြောမယ်ကွာတဲ့ဖေရတင်ဒီသူတို့ကဆွဆင့်ဆိုရမီမှာထာဖျားကငါအသက်ရှင်သည်ဖြစ်ရဲ့တင်တို့ငါကိုကြားစီချင်းကပြောကြတော့စကားအတိုင်းပဲငါပြုတော့မယ်တဲ့ဆို10ယောက်ကဘာပြောလဲငါတို့ကနှံကောင်တဲ့အောက်ကအဖွဲ့တယ်နှံကောင်လိုက်ပြီးတော့ဝန်ခံတဲ့အဖွဲ့တွေအားလုံးဘာဖြစ်လဲတောမှာနှံကောင်လေးတွေလိုပဲအားလုံးသိသွားကြတယ်ဒါပေမဲ့2ယောက်ကတော့ဘာဖြစ်လဲငါတို့တက်ပြီးတော့သိမ့်ပိုင်ပဲသူတို့ငါတို့စားစရာဖြစ်တယ်လို့ပြောတဲ့အခါမှာစားစရာတကယ်ဖြစ်ရတယ်ငါတို့မတူးတဲ့ရေတွင်းမှာသူတို့ရေတောက်ရတယ်မဆောက်တဲ့အိမ်မှာသူတို့နေရတယ်မဆိုင်တဲ့ဥယျာဉ်တွေကိုစားတော့တဲ့ခွင့်ဘုရားခင်ပေးလိုက်တယ်ဟေးဒီနေ့ဘယ်စကားပြောမလဲပြောတဲ့အတိုင်းဖြစ်ရတဲ့ခွင့်ကိုဘုရားပြင်ဆင်ထားပြီးသားတင်းတို့ငါ့ကိုကြားစေခြင်းကပြောကြတော့စကားတိုင်း2025မှာငါပြုမယ် Are you ready 2025မှာပြုမယ်ဖွဲ့တယ်အားလုံးမတတ်ထားရအောင်ညီကောင်မောင်မတို့limit မလုပ်ပါနဲ့ဘေးနာရှိဆိုလက်ဆွဲနှုတ်ဆက်ပြောလိုက် limit မလုပ်ပါနဲ့လက်ကိုမြန်လက်ဆွဲကြမဟုတ်ရင်ဟိုမှာပွဲတော်မုန်းကလာတော့မယ်ပြော limit မလုပ်ပါနဲ့ပြောလိုက်ကြရအောင်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားတိုင်းသင်တို့မကြခင်မှာမြင်တွေ့ရတော့မယ်ပြောလိုက်ပါယုံကြည်ခြင်းနဲ့ပြောတဲ့စကားတိုင်းမကြခင်မှာမြင်တွေ့ရမယ်ပြောလိုက်စမ်းပါအာမင်2025ကိုရင်ခုန်ပါသလားလို့ပြောလိုက်ဟာလေလုယာတင်တို့ငါကိုကြားစေခြင်းငါပြောကြသောစကားတိုင်းတင်တို့ငါပြုမယ်လို့ပြောတဲ့ဖခင်နာမတော်ဘုန်းကြီးပါစေဟာလေလုယာ
10ယောက်နဲ့အဖွဲတွေအားလုံးကတော့ကြောက်ခဲနဲ့ပြစ်မဲ့အဖွဲတွေအားလုံးကတော့ပြန်မဲတဲ့ပြန်တော့မပြန်လိုက်တော့မှပဲတေသွားတယ်ဒါပေမဲ့ဒီပီကိုရအောင်သိမ့်ပိုက်မယ်ဆိုတော့နှစ်ယောက်ကတော့ကြီးမားသောအောင်မြင်မှုရရှိခဲ့တယ်ကျွန်တော်ယုံကြည်တဲ့ဒီ generation ဟာယောရှုတို့ကာလတ်တို့ရဲ့ generation ကဲ့သို့ဖြစ်ပြီးဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာတယ်အာမင်အခြေအနေကိုကြည့်ပြီးတော့မှစိတ်တက်ကြတဲ့မှာမပါဘူးအခြေအနေကိုဝန်ခံခြင်းယုံကြည်ခြင်းနဲ့ဝန်ခံတော့ပြောင်းပြန်လှမ်းပြမဲ့သူတွေဖြစ်တယ်လို့ကျွန်တော်လုံးဝယုံကြည်ထားတယ်ဟုတ်ပါသလားခင်ဗျာအာမင်